အခုကျွန်တော်ပြနေတဲ့ video file တွေကထိုင်း YouTube ပါရယ်ထိုင်း Sally ရယ်လို့လည်းပြောလို့ရမှာပေါ့နော်သူကိုယ်တိုင်ကအဲ့ဒီကဘာမှာရှိတဲ့နိုင်ငံအသီးသီးမှာပတ်ပြီးတော့သွားလည်တတ်တဲ့သူတယောက်ဖြစ်တယ်ပေါ့နော်သူကိုယ်တိုင်ကပျောက်နေတာအရာကိုကြာလာဖြစ်တဲ့အတွက်သူ့ရဲ့ fan တွေနောက်ပြီးတော့သူ့ရဲ့အကိုတွေသူ့ရဲ့အဖွားတွေကစိတ်ပူတာဖြစ်တဲ့အတွက်ပေါ့နော်သူကပယ်နိုင်ငံကိုရောက်ပြီးတော့အဆက်အသွယ်ပြတ်သွားတာလဲဆိုပြီးတော့သူ့ကိုဆက်သွယ်တာပေါ့နော်ဘယ်လောက်ပဲဆက်သွယ်လို့မရဘူးနောက်ဆုံးမှာသူကိုယ်တိုင်ပေါ့နော်အဲ့ဒီ Georgia နိုင်ငံကိုသွားပြီးတော့အဲ့ဒီဘယ်လိုပြောမလဲသွားလဲမှာပေါ့နော်အဲ့ဒီဂျော်ဂျီယာနိုင်ငံကိုလည်းသူသွားပြီးတော့လဲခဲ့ဖူးခဲ့ပြီးပြီပေါ့နော်လွန်ခဲ့တဲ့နှစ်တုန်းကအခုနောက်တစ်ဖန်ပြန်သွားတာပေါ့နော်သူရဲ့ Facebook ထဲမှာဆိုရင်သူနောက်ဆုံး post တင်ထားတဲ့ video file ကသူကအဲ့ဒီထိုင်းနဲ့မြန်မာနိုင်ငံနယ်စပ်ဖြစ်တဲ့အဲ့ဒီကရင်ပြည်နယ်နဲ့ဆက်တဲ့နေရာကိုသူကသွားလဲတဲ့အကြောင်းကိုသူက video file ရိုက်ပြီးတော့တင်ခဲ့သေးတယ်ပေါ့နော်နောက်ဆုံးမှာသူဂျော်ဂျီယာနိုင်ငံကိုရောက်သွားတဲ့အချိန်မှာအယ်ဂျီးရီးယားကိုပြန်ဆက်ပြီးတော့သွားမှာပေါ့နော်အဲ့လိုမျိုးပုံစံတွေသူအကိုသူပြောပြထားတယ်ဒါပေမဲ့သူရဲ့ phone internet တွေပါတယ်နောက်ပြီးတော့သူရဲ့ page တွေ YouTube တွေ TikTok တွေပါတယ်အကုန်လုံးကဘာမှတင်လာတာမတွေ့တာဖြစ်တဲ့အတွက်ပေါ့နော်နောက်ဆုံးသူများတဲ့ဂျော်ဂျီယာနိုင်ငံကရဲတွေကိုအကြောင်းကြားပြီးတော့လူပြောင်းနေကြောင်းပေါ့နော်လိုက်ရှာတဲ့အချိန်မှာနောက်ဆုံးပေါ့နော်ရဲတွေကသူ့ကိုလိုက်ရှာရင်းနဲ့ဟိုတယ်ထဲကိုသွားတွေ့ခဲ့တယ်ဆိုပြီးတော့ရဲတွေကပြောပြခဲ့ပါတယ်အဲ့ဒီဟိုတယ်မှာတော့တွေ့တာကသူကတိတ်ဆုံးနေပြီပေါ့နော်အဲ့ဒီဟိုတယ်မှာတိတ်ဆုံးနေပြီရဲတွေတော့တွေ့ပြီးတော့သူ့ရဲ့အမှုကဘာဖြစ်မလဲဆိုတာကိုရဲတွေဆက်လက်ပြီးတော့စုံစမ်းအောင်မယ်ပေါ့နော်နောက်ပြီးတော့ဘာဖြစ်လို့တိတ်သွားလဲဘာဖြစ်လို့တိတ်သွားတာလဲသူများလာတတ်လို့တိတ်တာလားတများတိုက်ခိုင်ရတာလားပါညာအဲ့လိုမျိုးတွေစုံစမ်းပြီးတော့တကယ်လို့အချက်လက်တွေပြန်ရခဲ့မယ်ဆိုရင်အဲ့ဒီဂျော်ဂျီယာနိုင်ငံဘက်ကရဲနောက်ပြီးတော့သူ့ရဲ့မိသားစုဝင်တွေအကုန်လုံးကပေါ့နော်ပြန်လဲပြီးတော့ချပြလာမှာဖြစ်တဲ့အတွက်မြန်မာပြည်သားတွေလည်းသူ့ဗီဒီယိုဖိုင်တွေကြည့်ဖူးလောက်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဘာဖြစ်လဲဆိုတော့သူ့ရဲ့ follower တွေလည်းမြန်မာနိုင်ငံသားနိုင်ငံသူတွေအများကြီးပဲသူ့ကို follow လုပ်ထားတာပေါ့နော်။ဘာပဲပြောစိတ်မကောင်းဖြစ်မိပါတယ်ခင်ဗျာနော်။